ကျွန်တော်စီးပွားရေးလုပ်တယ်အစပိုင်းမှာထောက်ပံ့မရှိဘူးကျွန်တော်ချီးငွေနဲ့လုပ်တယ်ကျွန်တော်စလုပ်ခဲ့တယ်ဆက်လုပ်ခဲ့တယ်ကျွန်တော်ဆုံးအောင်လုပ်ခဲ့တယ်ဘာလုပ်ကျွန်တော်တို့လူငယ်တွေဘာလို့ဆက်လုပ်ဖို့လိုတယ်ကျွန်တော်တို့လူငယ်တွေကြောက်နဲ့ရှစ်ဆက်တိုးဖို့လိုတယ်ကိုရှောက်နေတဲ့လမ်းကပတ်ဝန်းကျင်ကမလျှောက်ဘူးတဲ့အခါမှာမိဘကမလျှောက်ဘူးတဲ့အခါမှာကိုမိသားစုဝင်တွေကမလျှောက်ဘူးတဲ့အခါမှာကိုကပထမဆုံးလျှောက်ရတယ်အဲ့တော့ကိုကမကျွမ်းကျင်ဘူးလမ်းမသိဘူးလမ်းပြောက်တယ်အခက်ခဲတွေ့တယ်ကြောက်တယ်ပေါ့နော်ဟိုဒါသဘာဝပဲဒါလူတိုင်းဖြစ်တယ်မိသားစုတိုင်းမှာပထမဆုံးစလုပ်တဲ့လူတွေအကုန်လုံးလိုခံစားကြရတယ်ဒီလိုဖြစ်တယ်ဒါပေမဲ့ကိုကအဲ့ဒါကိုကြောက်နဲ့ဆက်သွားဖို့လိုတယ်နောက်ကန်းတစ်ခုကူးဖို့လိုတယ်အဲ့ကန်းကူးဖို့ခက်ခဲရှိတယ်တရားမရှိဘူးကူးစရာလှေမရှိဘူးအဖြေကတော့ရှိတယ်ကူးဖို့လမ်းတစ်ခုကတော့ရှိတယ်အဲ့ဒါကကြောက်နဲ့ဆက်သွားဖို့လိုတယ်ကျွန်တော်ကိုယ်တိုင်နဲ့ဒီနီလန်ကိုကျင့်သုံးနေတယ်ကျွန်တော်စီးပွားရေးလုပ်တယ်အစပိုင်းမှာထောက်ပံ့မရှိဘူးကျွန်တော်ချီးငွေနဲ့လုပ်တယ်ကျွန်တော်စလုပ်ခဲ့တယ်ဆက်လုပ်ခဲ့တယ်ကျွန်တော်ဆုံးအောင်လုပ်ခဲ့တယ်ကျွန်တော်ကစလုပ်ဖို့လိုတယ်ဆက်လုပ်ဖို့လိုတယ်ဆုံးအောင်လုပ်ဖို့လိုတယ်ဒါ 1K ကို former CEO ဆန်နာဝင်းအောင်ပြောတဲ့စကားဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကကြောက်နဲ့ဆက်သွားနေဖို့လိုတယ်လူငယ်တွေလက်မလျှော့နဲ့ကျွန်တော်အသက်25နှစ်ပဲရှိသေးတယ်ကျွန်တော်လည်းလက်မလျှော့ဘူးကျွန်တော်ကိုယ်တိုင်ဆက်လုပ်နေတဲ့အရာဖြစ်တယ်ဘာလို့ကျွန်တော်တို့လူငယ်တွေဘာလို့ဆက်လုပ်ဖို့လိုတယ်မင်္ဂလာပါကျွန်တော်အောင်စုံဝမ်းမှာ3ညတက်ကိုပြောင်းနိုင်တဲ့အသက်25နှစ်လူငယ်တက်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်